မင်္ဂလာပါရှင်အခုဖတ်ပြမယ်အကြောင်းအရာလေးကတော့ဥဖိုးကြားကိုထွေးဝိထုများမှတွက်လက်ချက်ချသောမယ်မြင်းဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်ကျွန်ုပ်ဒီနက်နက်လမ်းလျှောက်လေးရှိ၏တနက်၌ရန်ကုန်မြို့ကြောင်မြောင်းဘက်သို့လှည့်၍ရှောက်ခဲ့၏လမ်းတွင်ရုတ်တရက်မိုးရွာသည်နှင့်အနီးရှိအိမ်ဆိုင်ငယ်လေးတစ်ခုသို့မိုးဝင်၍ခိုမိ၏အိတ်ခမ်းချင်းချင်းဟောင်းနှံသောဆိုင်ငုံပေါ်တွင်ဆေးပြင်းလိပ်ဆေးပေါ်လိပ်မုံပဲတည်စာအနှဲငယ်များတဲခင်းထား၏ဆိုင်ရှင်မှာ15နှစ်16နှစ်အရွယ်တငယ်မဖြစ်၏ပုံပန်းတော်သိမ်းရုံရှိ၏အနေထိုင်ဝစ်စားတို့ကိုမြင်ရသဖြင့်စင်ရွယ်နယ်မအကြောင်းကိုသိရ၏တို့ရာတွင်ဝစ်စားပုံထားပုံတူပုံဆိုင်ခင်းထားပုံတို့ကိုမြင်ရသဖြင့်ထိုတငယ်မသည်တေချာတက်ရဲ့ကြာနာနာရှိသည်ကိုအထူးသတိပြုမိ၏ဆိုင်သို့ဝင်မိလင်းထိုတငယ်မကပြုံး၍အော်ဦးမိုးဝင်ခိုးတာလားထိုင်မှာမိုးဆဲမှာသွားတာပေါ့ရှင်အေးကျေးဇူးပါကွယ်ဦးကအခုမနဲ့နေတာရာနဲ့မိုးမရဘူးလားလို့ထီထောင်မြူခဲ့ဘူးဟုတ်ကဲ့နေတာပေမဲ့မိုးသားမှမကင်းမဲ့ခုမနဲ့မိုးရမှာပေါ့ဦးရဲ့အေးမင်းကအမှတ်အသားကောင်းသားပဲသူ့အရွယ်နဲ့စားတော်ပေဤဟုစိတ်ထဲကချီးမွမ်းမိ၏ထို့နောက်ထိုတငယ်မဘေးနာတွင်သတင်းစာဟောင်းဂျာနယ်ဟောင်းလေးငါးခုတွေ့မြင်သည်နဲ့အော်သတင်းစာဖတ်နေကြလားဟုတ်ကဲ့ဆိုပါတော့ရှင်ကိုယ်တိုင်ဝယ်မဖက်နိုင်မှာအနီးအနားမှာဝယ်ဖက်နိုင်တဲ့သူများစီကအမြင်ကလေးများတောင်းရင်ဖက်ရပါတယ်မှန်လဲမဖက်ရပါဘူးဦးရဲ့အေးစာဖက်တာကောင်းတာပေါ့ကွယ်မင်းတော်တော်စာဖက်တတ်သလားကျမငယ်ငယ်ကအိမ်မှာပဲအဖေကစာတင်ပေးပါတယ်ကျမတို့ဆင်းရဲတယ်ရှင်ကြောက်မှမနေနိုင်ဘူးခုတော့အဖေရောမေရောဆုံးသွားကြတာ4-5နှစ်ရှိပါပြီကျမနဲ့မောင်နဲ့2ယောက်ထဲရှိပါတယ်အဲ့ဒါနဲ့တော်တဲ့ဖက်တဲ့ရာကဟိုဟာဆွဲဖက်ဒီဟာဆွဲဖက်နဲ့ခုတော့တော်တော်လေးဖက်နိုင်နေပါပြီရှင်နေပါအောင်မင်းသတင်းစာဖက်တာတိုင်းရေးပြည်ဝါသနာပါလို့လားတိုင်းရေးပြည်ဝါသနာပါလို့ရမဟုတ်ပါဘူးစာဖက်ခြင်းနဲ့ဝါသနာကလည်းရှိဖက်ရင်လည်းမှတ်เสียသားเสียတွေ့တာနဲ့ဖက်တာပါပဲနို့မင်းဖက်တဲ့သတင်းစာဂျာနယ်တွေမှာမင်းစေးရောက်တာနဲ့ဓာတ်ရိုက်ဆိုင်တာများပါလို့လားစုံစမ်းလို့ရေးမေးလိုက်တယ်ဓာတ်ရိုက်တော့ဘယ်ပါမလဲဦးရဲ့နှုတ်ပေမဲ့ဟိုတင်းပြောတာလို့စားများစားရတယ်မရှိဘူးဟင်းခတ်တာနဲ့ကုန်တာပဲဆိုလိုပေါ့ဦးရဲ့စာဖက်လို့အချားမြင်များတော့ဈေးရောက်တာရောဘာရောနေရရောစိတ်ကူးညံအလိမ္မာတူးတာပေါ့ရှင်အေးဟုတ်တယ်ရရဲ့နေပါအောင်မင်းတို့မိန်းမတွေဒီသတင်းစာဂျာနယ်တွေဖက်ဖို့လိုသလားကွဟာဦးကြီးနဲ့လိုပါပြီလားအခုတော့မကြဘူးလားမိန်းမအတင်းတွေဖွဲ့ဝက်လုံနေဘာတွေတောင်ဖြစ်ကုန်ပြီဆိုရဲ့ပြီးတော့လေယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်စာတက်ရင်ကောင်းတာပေါ့ဦးရဲ့မင်းတို့မောင်နှမနှစ်ယောက်ဘလို့နေကြစားကြတယ်လေကွ။အော်ကျမမောင်လေးကဟိုးဘက်နာကဥမြဘူးเจ้าမှာနေတယ်အခု3တန်းရောက်နေပြီစာမွေးတိုင်းအောင်နေဦးရဲ့ကျမဈေးရောက်လို့တစ်နေ့တစ်မက်9ပဲလောက်ကျန်တယ်အဲ့ဒါကလေးနဲ့ကျောင်းသားကလည်းပေးရတယ်ဝတ်ဖို့စားဖို့နေဖို့လည်းဒီအထဲကပဲတခါအဝတ်စားဆန်းလေးများဝယ်ချင်ပါရဲ့ရုပ်ရှင်လဲကြည့်ချင်တာပဲနှုတ်ပေမဲ့ပတ်ဆက်မလောက်တော့ချစ်ချုပ်ချူချမ်းချွေတာနေရတာပဲဦးရဲ့အေးတာရုကွယ်တာရုမိုးလဲဆဲပြီးဥသွားလန့်အောင်မဲဆိုရင်ထွက်ခဲ့၏နောက်တစ်နေ့နဲ့နားကျွန်ုပ်ရေးသားသောစာအုပ်ထဲမှာတော်တဲ့သောအုပ်ဖလာစာအုပ်12အုပ်သတင်းစာကြားနဲ့ဟောင်း12ဆောင်တို့ကိုထုတ်ယူ၍ထိုတငယ်မဆိုင်ဘက်သို့ရှောက်ခဲ့ပြန်၏နနက်9နာရီခန့်တွင်ရောက်သွားရာထိုရိယရှိသောတငယ်မမှဆိုင်အသင့်ခင်းချင်းမင်းသည်ကိုတွေ့ရ၏မြင်လင်မင်းနှုတ်ခွန်းဆက်၍ရော့ဟိမင်းဖက်ဖို့နဲ့မင်းမောင်เจ้าမှသုံးမစာအုပ်တွေယူလာတယ်ရော့ဖက်ပေရောဆို၍ပြေးပြီးနောက်ထိုတငယ်မဟာကျေးဇူးတင်လို့ရဲ့ဗစက်ဟောင်းသာရှိနေစဉ်ကျွန်ုပ်သည်တုတ်ထွက်ခဲ့လေ၏ဤကလွန်ခဲ့သော9နှစ်ကအဖြစ်ပြက်သည်လွန်ခဲ့သောလကကျွန်ုပ်စာတဆောင်ရ၍ဖက်ကြည့်ရာအောက်ပါအတိုင်းပါလေ၏ဦးရှင်စာအုပ်များပြီးစဉ်ကရုတ်တရက်ထွက်သွား၍ကျေးဇူးစကားမှမပြောလိုက်ရပါပေးထားသောစာအုပ်၅အုပ်ကိုယခုဖြစ်အလွတ်ရမလောက်ရှိနေပါပြီကျေးဇူးအင်တန်တင်သည့်အတွက်၎င်းပေးသောနေ့ကပင်ကျမ၏မှတ်တမ်းစာအုပ်တွင်စိတ်ရင်းတင်ထားလိုက်ပါသည်ဦးကိုဘလို့ကျေးဇူးဆက်ရမလဲဟုအမြဲတွေးနေပါသည်ယခု၎င်းစာအုပ်တို့ကိုပုံနှိပ်တိုက်ကကျေးဇူးပြု၍ယခုစာကိုထဲလိုက်ပါသည်ကျမတို့ဆိုင်ဘက်ကိုလမ်းလျှောက်ခဲ့စေချင်ပါသည်ဦးရှင်မဲမြင်ကျွန်ုပ်သည်ထိုတငယ်မကိုမိနေရမှတတိယ၍ခါတိုင်းလိုပင်ထိမပါဖက်နဲ့မပါဖြင်းအင်းကြီးလက်တို့နှင့်ထိုဆိုင်ဘက်သို့န
နဲ့လမ်းလျှောက်ထွက်ခဲ့၏ပထမဆိုင်နေရာတွင်အတန်ကောင်းမွန်တက်ရသောနှစ်ထပ်အိမ်ကိုတွေ့ရ၏အောက်ထပ်တွင်စစ်လီအမျိုးမျိုး၎င်းမြင်ကုံစုံဆိုင်များတစ်ချမ်းတွင်လက်ဖက်ရည်ဆိုင်၎င်းလက်ဖက်ရည်ဆိုင်တွင်လည်းမြန်မာလူငယ်များအလုပ်လုပ်နေသည်ကိုတွေ့ရ၏စိတ်တွင်ဇဝေဇဝါဖြစ်၍အလုပ်သမားတစ်ယောက်ကိုမေးရာအိုးမမမြင်လားရှိပါတယ်သူတို့အပေါ်ထက်မှနေပါတယ်ကျွန်တော်တို့ပြောလိုက်ပါမယ်ဟုပြောဆူဆူနှင့်တက်သွားလေ၏မကြာမီပင်လက်ဖက်ရည်မုံပဲတည်စာတို့ကိုလော့ခုကြီးစွာဖြင့်ကျွေးမေးပြီးမှဥရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါပေးထားတဲ့စာအုပ်ငါးအုပ်ကိုလည်းဟော်ဒီမှာပေါင်းချုပ်ပြီးတည်အုပ်ထားပါတယ်ဟုဗီဒီယိုထဲမှာထုတ်၍ပြ၏မှတ်ထားသောစာစင်ရင်အုပ်ကိုလည်းပြ၏ထို့နောက်ဆက်၍မိမိစာဘက်ဝါသနာရှိသဖြင့်ဘဟုတုတများစွာရကြောင်းစိတ်ကူးအကြံစီတို့ကြောင့်ထို့ကြောင့်ပင်လရခင်ဆိုင်ငယ်မှယခုကိုပိုင်အိမ်နှင့်ဆိုင်ကြီးဖြစ်လာကြောင်းမိမများစာဖတ်တင်ကြောင်းချွေတာတင်ကြောင်းဘာကြောင်းညာကြောင်းနဲ့နိုင်ဝက်ခန့်ကျွန်တော်ကလက်ချပေးနေလေသည်ကျွန်တော်မှပြုံးတဲ့ကမလှုပ်ပဲနားထောင်နေရလေသည်ပြီးမှကျွန်တော်၏အဝေစားကိုစိုက်ကြည့်အော်ဦးကိုကျေးဇူးဆက်ချင်ပါတယ်စားအုပ်ဖိုးတွေက10ကျပ်15ကျပ်လောက်ရှိပါလိမ့်မည်အဲ့ဒီတော့အနည်းဆုံးအဲ့ဒီစားအုပ်ဖိုးတွေကိုလက်ခံစေချင်ပါတယ်